ကေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဂျို collaboration ဆိုင်ပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့ brother တို့အနေနဲ့2026မှာပြန်လာတော့မယ်ဆောင်းဝမ်းလူကြိုက်များတဲ့ event 3ခုအကြောင်းပြောပြမှာဖြစ်ပါတယ် okay ဗျာအဲ့ဒါဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ဗီဒီယိုလေးမစတင်ခင်မှာထုံးစံတိုင်းပဲကျွန်တော်ရဲ့ YouTube အကောင့်လေးကို like and subscribe လေးနှိပ်ပြီးဘေးနားအခေါင်းလေးကိုပဲနှိပ်ထားခဲ့ကြဖို့ပြောချင်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးစလိုက်ကြရအောင်ဗျာကဲပထမဦးဆုံးအနေနဲ့ဆောင်းဝမ်းလူကြိုက်များတဲ့ကျွန်တော်တို့ Wait a minute. Who are you? လူငယ်ကြားမှာလည်းရှေ့ပန်းစားတဲ့ပေါ့နော်ကျွန်တော်ဘယ်လိုပြောရမလဲဒီ advisor way event ပေါ့နော်ဒီ advisor way event မှာဆိုလို့ရှိရင်လေ brother တို့အနေနဲ့ဇန်နဝါရီလမှာရောက်ရှိလာမှာဖြစ်ပြီးတော့ brother တို့အနေနဲ့ဇန်နဝါရီလ or February လအတွင်းမှာရောက်ရှိလာမယ့် event တစ်ခုဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဇန်နဝါရီလလို့ပုံသေးကြီးမပြောရလဲဆိုလို့ရှိရင်ဆိုရှေ့ရ event တွေကလည်းဒီလိုမျိုးပြုတ်သိမ့်နေတဲ့ event တွေအများကြီးပဲမှုလို့ကျွန်တော်အနေနဲ့မှဒီ advisor way event ပေါ့နော် brother တို့အနေနဲ့ဇန်နဝါရီလမလာလို့ရှိရင်တော့မှပဲဖေဖော်ဝါရီလလောက်တော့လာမှာပါအဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ကျွန်တော်တို့ဖောက်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကလူငယ်ကြားမှာ brother တို့တည့်တဲ့အတိုင်းပဲဗျလူငယ်ကြားမှာခစ်စားရဲဆိုတော့ brother တို့အနေနဲ့ဖောက်ဖို့ပြောချင်ပါတယ်ဘာဖြစ်လို့ခစ်စားရလဲဆိုတော့ဗောနော်သူ့ရဲ့ခစ်စားရတဲ့အကြောင်းအရေးကတော့ကျွန်တော်တို့ Moscow ရဲ့ဒီ advisor skin ကကျွန်တော်တို့ channel skin တွေမထွက်ထားတော့မှကျွန်တော်တို့စောက်ရန်ကိုလှတဲ့ skin တစ်ခုလို့ပြောလို့ရပါတယ် brother တို့ကိုယ်တိုင်လည်းတည်မှာပါကျွန်တော်တို့ဗောနော်အဲ့ဒါကြောင့်မို့လို့ဒီ Moscow skin ကတော်တော်ခစ်စားခဲ့တယ်အဲ့ဒါကြောင့်မို့လို့ကျန်တဲ့တချို့လူတွေဖောက်မယ်ဆိုလို့ရှိရင်တော့မှပဲ Moscow လောက်ယူဖို့ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ game player တွေကတော့ကြိုက်မဲ့ထဲမှာတော့မပါပါဘူး advisor win event ကတော့ကျွန်တော်ကိုယ်တိုင်လည်း Moscow လောက်ယူရင်ကောင်းမလားဒါမှမယူဘဲနဲ့နောက် event တွေစောင့်ရင်ကောင်းမလားဆိုတော့စဉ်းစားနေပါတယ်ကဲပထမဦးဆုံးအနေနဲ့ဇန်နဝါရီလto ဖေဖော်ဝါရီလ event ကိုပြောပြရည်ဆိုတော့နောက်တဲ့တစ်ခုအနေနဲ့ဖေဖော်ဝါရီလ to မတ်လကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဖေဖော်ဝါရီလနဲ့မတ်လအတွင်းမှာထွက်ရှိမဲ့ event ကတော့ကျွန်တော်နှစ်ခုရှိပါတယ်ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖေဖော်ဝါရီမှာတစ်ခုထွက်မယ်မတ်လမှာတစ်ခုထွက်မယ်ဆိုပြီးတော့မှနှစ်ခုပြောကြားထားပါတယ်အဲ့ဒါကတော့ဒီ event နှစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တစ်ခုချင်းစီပြောပြပါမယ်ပထမဆုံး event အနေနဲ့ကတော့ကျွန်တော်တို့ KOF event ဖြစ်ပါတယ်ဟုတ်ပါတယ်ဒီ KOF event ကတော့လူတော်တော်များများစောင့်နေတဲ့ event လို့ပြောလို့ရပါတယ် KOF event မှာတော့နှစ်မျိုးရှိပါတယ်ဒါကတော့ brother တို့လည်းသိပါပါ KOF ရိုးရိုး KOF နဲ့ KOF 97ဆိုပြီးတော့နှစ်မျိုးထွက်ရှိတာရှိပါတယ် KOF 97မှာဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ကျွန်တော်6နေပါတော့ပါမှာမဟုတ်ဘူးနည်းနည်းလူကြိုက်နေလို့ပြောလို့ရတယ်ဒါပေမဲ့သူ့ရဲ့ခစ်စားဝါတဲ့အကြောင်းအရေးကတော့golden hand နံပါတ်လေးလောက်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကောင်ကနည်းနည်းလေးတော့ခစ်စားသွားတယ်လို့ပြောလို့ရပါတယ်ဗောနော်KOF ကတော့ကျွန်တော်ထူပြောစရာမရှိပါဘူး brother တို့အနေနဲ့ခစ်စားရဲဆိုတော့သိပါပါOkay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခုတွားလိုက်ကြရအောင် KOF event ကတော့ကျွန်တော်match February လ to match လအတွင်းမှာထွက်ရှိမဲ့ event တစ်ခုဖြစ်ပါတယ်နောက်ထပ် February လ to match လအတွင်းမှာထွက်ရှိမဲ့ event တစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ Hero Skin event မှာဟုတ်ပါတယ်ဒီရဲ့2026က event တွေထဲမှာကျွန်တော် event တွေကစောင့်ဝမ်းများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ diamond လေးတွေကြိုးစုသားဖို့ပြောချင်ပါတယ်2026ဆိုလို့ရှိရင်တော့ brother တို့အနေနဲ့တော်တော်ကြီးကိုလူသေးရဲ့ဆိုတော့အေးသေးလေးစုလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ brother တို့ကျွန်တော်စုဖို့ပြောချင်တာပါOkay ဗျာအဲ့ဒါဆိုလို့ရှိရင်တော့နောက်ထပ်တစ်ခုထပ်ပြီးတော့တွားလိုက်ကြမယ် Hero Skin event ကလည်းကျွန်တော်တို့ဇန်နဝါရီလ to February ဖေဖော်ဝါရီလ to မတ်လအတွင်းမှာထွက်ရှိမဲ့ event တစ်ခုဖြစ်ပါတယ်ကျွန်တော်ပထမမှားတော့ပါဟုတ်ပါတယ်ဖေဖော်ဝါရီလ to မတ်လအတွင်းမှာထွက်ရှိမဲ့ event ပဲဖြစ်ပါတယ် Hero Skin event မှာဆိုလို့ရှိရင်လည်း brother တို့အနေနဲ့တော်တော်လေးကိုရေပန်းစားမဲ့ event လို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Hero Skin event ကကျွန်တော်တို့လုံးဝဟောနော်ဆက်စချင်းကလေးကခစ်စားခဲ့တဲ့ event အလဲက diamond အနေနဲ့ကလည်း skin တစ်ကောင်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ diamond 8000လေးကုန်ကြတဲ့ event တစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပေါ့နော်ဒီတိုင်း play ဖောက်လို့ရှိရင်တော့ diamond 8000ကျွန်တော်တို့ပေါ့နော်နည်းနည်း free token လေးပါညာစောက်ပြီးတော့ဖောက်မယ်ဆိုလို့ရှိရင်တော့အများကြီးကုန်မယ်လို့တော့ကျွန်တော်အနေနဲ့မှမထင်ပါဘူးထင်ပါတယ်မထင်ပါဘူးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ brother တို့အနေနဲ့ကျွန်တော်တို့ Hero Skin event ကိုဖောက်မဲ့သူတွေရှိလို့ရှိရင်လည်းကျွန်တော် diamond ကျွတ်စုတာကိုပြောချင်ပါတယ်ကျွန်တော်ဇန်နဝါရီFebruary လ to မတ်လအတွင်းမှာကျွန်တော်ထွက်ရှိမဲ့ event နှစ်ခုတောင်မှရှိရပေါ့နော်အဲ့ဒါတော့ KOF နဲ့ Hero Skin event မှာအဲ့ဒါကကျွန်တော်ဘယ်လိုလာမှာလဲဆိုတော့ brother တို့အနေနဲ့ KOF event ကအရင်လာမယ်ဆိုလို့ရှိရင်Hero Skin event နောက်ဆုတ်သွားပါလိမ့်မယ်ဒါမှမဟုတ် Hero Skin event ကအရင်လာမယ်ဆိုရင် KOF event ကနောက်ဆုတ်သွားပါလိမ့်မယ် brother တို့အနေနဲ့ကျွန်တော်ကိုမေးကြမှာပါဗျာဟာအဲ့ဒါဆိုလို့ရှိရင်များ6 skin ကနှစ်ကောင်လုံးထွက်ရှိမယ်လို့
ထင်လားပေါ့နော်ချောင်းစကင်နှစ်ခါလုံးတော့ event ကြီးမလုပ်ပေးလာဘူးဘာညာနဲ့အမှန်တကယ်နဲ့ပြောရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့တခုခုတော့ဈေးကြီးအောင်လုပ်ထားမှာဖြစ်ပါတယ်ဘယ်လိုမျိုးပြောရမလဲဆိုလို့ရှိရင်ကျွန်တော် hero skin event မှာကျွန်တော်တို့hero skin event ချောင်းကိုကျွန်တော်ဈေးလေးနည်းနည်းလောက်ရှော့ပြီးတော့ရောင်းမိမယ်ဒါမှမဟုတ်လဲပေါ့နော်ဒီနေ့ပေါ့ကလွယ်ပါအောင်လို့လူတွေအကုန်လုံးဝယ်လို့ရအောင်လို့ဟိုတစ်ခါရှော့ပြီးရဲ့အတိုင်းပဲကျွန်တော်ရှော့ပြီးမယ်လို့ထင်ပါတယ်ပြီးတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ QF က6စကင်ကိုတော့နည်းနည်းပေါက်ဖို့ခရင်ဝအောင်လုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ brother အနေနဲ့ကျွန်တော်တွေးအောင်တွေးမိမှာမဟုတ်တဲ့အတိုင်းပဲ brother တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးကြီးဖြစ်သွားမယ်ဆိုလို့ရှိရင်တော့တိတ်တော့အဆင်မပြေဘူးပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ January February March လအတွင်းမှာထွက်ရှိမဲ့ event 3ခုကိုပြောပြပါပြီအခုလောလောဆယ်တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ brother တို့ပျော်တော့အောင်လို့ surprise တစ်ခုတိုက်ရရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့April လမှာထွက်ရှိမဲ့ event ပေါ့နော်အဲ့ event ကတော့မတိကြပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့မိုတွန်းဘက်ကတရားဝင်မပြောရသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ပြန်လာမယ်ဆိုပြီးတော့သတင်းတွေအများကြီးမှထွက်နေလို့ကျွန်တော်ပြောပြတာပါဘာလို့လဲဆိုတော့ကျွန်တော် April လမှာ event တစ်ခုကလွတ်နေရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော် April လ event အနေနဲ့ကျွန်တော်တို့မိုတွန်းဘက်ကနေပြီးတော့ကျွန်တော်တို့ဟုတ်ပါနော်ဒီရဲ့အကိုင်းရဲ့ကျွန်တော်တို့ဘယ်လိုပြောရမလဲKung Fu Panda event ကိုပြန်ထည့်ပေးမယ်လို့ပြောကြပါတယ်ဒါပေမဲ့ကိုဖူးပန်တာကတော့ဒွန်တွဲလွန်ဆွဲနေရလို့ပဲပြောရမလားတော့မသိဘူးဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဗောနော်ကိုဖူးပန်တာရဲ့ event ကိုမို့တုံးကပြန်ပြီးတော့ထုတ်ပေးခြင်းနဲ့ player တောင်းဆိုမှုကလည်းစောင့်ရများတဲ့အတွက်ကြောင့်မို့လို့ဒါပေမဲ့ကျွန်တော်တို့ကိုဖူးပန်တာရဲ့ owner ကသူ့ရဲ့အဲ့ဟာဘောနော်ထုတ်ခွင့်လုံးအောင်မပေးတော့ဘူးလို့ကြားသိရပါတယ်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ပြန်မလာနိုင်တော့တဲ့ event လို့ပြောလို့လည်းရတယ်လို့ပြန်လာမယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး event လောက်ဖြစ်သွားပါလိမ့်မယ်အဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့ဖောက်မယ်ဆိုလို့ရှိရင်တော့ဖောက်ပေါ့နော်ဒါပေမဲ့ပြန်မလာဖို့ရာခိုင်နှုန်းကကျွန်တော်80-80ရာခိုင်နှုန်းလောက်ထိရှိပါတယ်အဲ့အတွက်ကြောင့်မို့တော်တော်လေးကိုများနေတဲ့အတွက်ကြောင့်မို့လို့ brother တို့အနေနဲ့လာမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုကန်ကောင်းတာပါ okay ကျွန်တော် video လေးကဒီလောက်ပါ brother တို့ကြီး channel လေးကို subscribe လုပ်ခဲ့ရသေး subscribe ရေးနှိပ်ခဲ့ပြောချင်ပါတယ်